အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆက်လက်ဖတ်ပြမယ့်စာအုပ်လေးကတော့သခင်ဘာသာပြန်ဆိုထားတဲ့ခြေလေးချောင်းတော်လန်ရေးအပိုင်း9ဖြစ်ပါတယ်အခန်း9ဂျိုဂါ၏ဒဏ်ရာမှာရုတ်တရက်မပြောင်းတရိတ်ဆန်တို့သည်အောင်ပွဲကျင်းပပြီးနောက်တစ်နေ့တွင်ပင်ဓမ္မီဆက်ကိုစ၍တည်ကြသည်ဂျိုဂါသည်အနားတရက်မှမယူသူ၏ဒဏ်ရာများကြောင့်နာသည်ကျင်သည်ကိုပင်အများမသိအောင်ကြိတ်၍ခံသည်အခြားတရိတ်ဆန်များကွယ်ရာကြမှသာဂျိုကားကခွာပြူအားသူ၏ဒဏ်ရာများကနာကျင်ကြောင်းပြောပြသည်ခွာပြူသည်တစ်ရွက်များကိုဝါ၍ဂျိုကား၏ဒဏ်ရာများကိုအုံပေးသည်ခွာပြူနှင့်မဟော်တို့ကဂျိုကားအားအလုံနှဲငယ်လျှော့၍လှုပ်ဖို့ပြောကြသည်ခွာပြူကလည်းနွားဆိုသည်မှာလည်းသွေးနှင့်ကိုတားနှင့်ကိုဖြစ်သည်ဖြင့်အလုတ်ကိုနည်းနည်းလျှော့ပါအောင်ဂျိုကားရဲ့ဟုနားချသည်ဂျိုကားသည်မိသူစကားကိုမျှနားမထောင်ငါအသက်ကြီးသွားလို့အနားမယူခင်ဓမ္မီဆက်ကြီးတော်တော်ပြီးသွားတာကိုပဲငါမြင်ကျင်တယ်ဟုဂျိုကားကပြောသည်ပထမခြေလေးချောင်းကွင်း၏အခြေခံစည်းမျဉ်းဥပဒေများကိုရေးဆွဲစဉ်အခါကနွားများမှာအသက်12နှစ်မြင်းများမှာ14နှစ်ခွေးများမှာ9နှစ်တိုးများစိတ်များမှာ9နှစ်ကြက်များဘဲများမှာ9နှစ်ရှိလျင်ပင်စင်ယူနိုင်ကြောင်းပြဋ္ဌာန်းကြသည်ပင်စင်လားစာကိုလည်းလုံလောက်စွာပေးဖို့သဘောတူကြသည်ထိုအချိန်ထိပင်စင်ရသောတိရစ္ဆာန်များကမရှိသေးတို့ရာတွင်ပင်စင်အကြောင်းနှင့်ပတ်သက်၍တနည်းတခြားပို၍ဆွေးနွေးလာကြသည်မူလကပင်စင်ရသောတိရစ္ဆာန်များအတွက်သတ်မှတ်ထားသောမြေကွက်ကိုအရက်ချက်ဖို့ကောင်းချင်းဆိုင်ရန်ဆုံးဖြတ်လိုက်သဖြင့်စကြက်ထဲမှတနေရာကိုပင်စင်ရသောတိရစ္ဆာန်များအတွက်ဝင်းခတ်ကာသတ်မှတ်ပေးလိမ့်မည်ဟုသတင်းထွက်၍လာသည်ပင်စင်ရသောအခါမြင်းများနွားများကိုတနေ့လျင်စပားနှစ်ပြည်ပြောင်းရိုးတစ်ထုံးနှင့်ကောက်ရိုးအလုံးအလောက်ပေးလိမ့်မည်အလုတ်ပိရက်များတွင်နှမ်းဖက်ပါပေးလိမ့်မည်ဟုကြားရသည်နောက်တစ်နှစ်မိုးကြကာနေ့တွင်ဂျိုကားမှာအသက်12နှစ်ပြည့်မည်ဖြစ်၍ပင်စင်သွားနိုင်လိမ့်မည်ထို့တော်တွင်ရှိတိရစ္ဆာန်များမှာအလုံများ၍အစားအသောက်ချောင်လည်ခြင်းမရှိကြနေ့စဉ်အစာဝေရာ၌လည်းဝမ်းများခွေးများမှတပါကြံတိရစ္ဆာန်များကိုလျှော့၍ဝေသည်အားလုံးသောတိရစ္ဆာန်များကိုညီတူညီမျှအစာဝေမည်ဆိုလျင်တိရစ္ဆာန်ဝါဒနှင့်စန့်ကျင်လိမ့်မည်ဖြစ်ကြောင်းနှင့်လည်းတန်ကြောင်ကပြောသည်တိရစ္ဆာန်များကိုအစာလျှော့၍ဝေခြင်းမှာစင်စစ်အားဖြင့်အစာရှားပါး၍မဟုတ်ကြောင်းကိုလည်းတန်ကြောင်ကအကြောင်းခိုင်လုံစွာပြ၍ပြောသည်အခိုက်အတန့်ဖို့တွင်အစာကိုပြင်၍ဝေရခြင်းသာဖြစ်သည်တန်ကြောင်ကပြင်၍ဝေရခြင်းဆိုသောစကားကိုသာသုံးသည်လျှော့၍ဝေရခြင်းဆိုသောစကားကိုမသုံးတန်ကြောင်အလိုအားဖြင့်ဥဒခေါင်း၏လက်ထက်ကနှင့်စာလျင်ခြေလေးချောင်းကွင်း၏အခြေအနေမှာများစွာတိုးတက်၍လာသည်ထို့နောက်တန်ကြောင်ကရဲဘော်တို့အခုငါတို့ဟာဥဒခေါင်၏လက်ထက်ကနှင့်မတူစပားလဲပို၍ထွက်သည်ပြောင်းလဲပို၍ထွက်သည်နှမ်းတို့မြေပဲတို့လည်းပို၍ထွက်သည်ငါတို့တောက်ရသည့်ရေလည်းပို၍ကောင်းလာသည်ငါတို့တက်တန်းလည်းရခင်ကားထက်ပို၍ရှည်လာသည်နို့ဆိုတိရစ္ဆာန်အသေးအပြောက်လည်းအများကြီးရော့၍သွားသည်ခင်း၍အိတ်ဖို့ကောက်ရိုးများလည်းပို၍ရသည်မှတ်ချင်ရင်အကြိုက်လဲတက်တာသွားသည်ဥဒခေါင်သာရှိလျင်ယခုလိုဘဝမျိုးကိုငါတို့ရကြမှာမဟုတ်ဘူးဟုစရင်အင်းများကိုဖတ်ပြကာဆာနှင့်ပြောပြသည်တိရစ္ဆာန်များလည်းတန်ကြောင်ပြောသမျှကိုတလုံးမကြံယုံကြသည်တိရစ္ဆာန်များ၏စိတ်ထဲတွင်ဥဒခေါင်နှင့်ပတ်သက်သမျှသောအကြောင်းတို့ကိုမေ့၍ကုန်ကြပြီဥဒခေါင်မရှိသည့်နောက်တွင်အလုံလဲပင်ပန်းအစားအသောက်လည်းလောက်ငါမရှိမျက်စိနှလုံးမိတ်သည့်အခါမှတပါအလုံနှင့်ကိုနှင့်မပြတ်အောင်လုပ်နေကြရသဖြင့်အနေရကြက်တဲကြသည်မှာမှန်သည်တို့ရာတွင်ဥဒခေါင်လက်ထက်ကထို့ထက်ပင်ဆိုးသေးသည်ဟုယုံကြသည်ထို့သို့ယုံကြသဖြင့်စိတ်ချမ်းသာမှုရကြသည်တိရစ္ဆာန်များမှာဥဒခေါင်ရှိစဉ်ကကျွန်အဖြစ်နှင့်သာနေကြရ၍ယခုမူလွတ်လပ်စွာနေကြရသည်လွတ်လပ်ခြင်းသည်ကျွန်အဖြစ်နှင့်နေရခြင်းထက်ကောင်းသည်
ဤသို့တန်ကြောင်ကတိရစ္ဆာန်များအားတရားပြသည်လွတ်လပ်ခြင်းရပြီးနောက်တိရစ္ဆာန်များမှာစားမိသူပိုများလာသည်ဝမ၄ကောင်ကလည်းစုစုပေါင်းဝက်ကလေး30ကောင်မွေးသည်အားလုံးသောဝက်ကလေးများမှာဗန္ဓုလကဲ့သို့ဝက်ကြားကလေးများကြီးဖြစ်သည်ခြေလေးချောင်းကွင်းတွင်ဗန္ဓုလတစ်ကောင်သာဝက်သိုးရှိသဖြင့်ထိုဝက်ကလေးများ၏ဖခင်မှာမည်သူဖြစ်သည်ကိုလည်းအလွယ်နှင့်သိနိုင်သည်အုတ်နှင့်ပြင်များရသောအခါဝက်ကလေးများအတွက်ကျောင်းဆောက်ပေးမည်ဟုဗန္ဓုလကကြေညာသည်ကျောင်းမဆောက်ရမည်အတော်အတွက်၌ဝက်ကလေးများအားမိဖို့ဆောင်ထဲ၌ဗန္ဓုလကိုယ်တိုင်စာသင်ပေးသည်ဝက်ကလေးများကိုပန်းချံထဲ၌သာကစားစေပြီးလျင်အခြားတိရစ္ဆာန်ငယ်များနှင့်ရောနှောခွင့်မပြုထိုအချိန်ခါလောက်တွင်လမ်း၌ဝက်နှင့်ခြားတိရစ္ဆာန်များတွေ့ကြလျင်အခြားတိရစ္ဆာန်များကလမ်းဖယ်ပေးကြရမည်ဟုအမိန့်ထုတ်လိုက်သည်ထို့ပြင်တနင်္ဂနွေနေ့များတွင်ဝက်မှန်သမျှအကြီးအငယ်အရွယ်အလက်မရွေးအမည်တွင်ဖဲချိုးအစိမ်တက်ဆင်နိုင်သောအထူးအခွင့်အရေးရရှိစေရမည်ဟုလည်းအမိန့်ထုတ်ထားသည်ထိုနှစ်တွင်ခြေလေးချောင်းကွင်းမှာငွေစအလုံအလောက်မရှိတော့လဲအခြေအနေမှာမဆိုးလားကျောင်းဆောက်ဖို့အုပ်အင်္ဂရေဝယ်ရန်နှင့်ဓမ္မိဆက်အတွက်စက်ကရိယာဝယ်ရန်ဇရိတ်ငွေရဖို့အတွက်ချွေတာနိုင်သမျှချွေတာရလိမ့်မည်ထိုမှတပါမိထွန်းဖို့ရေနံစီဖျောင်းတိုင်စသည်တို့အတွက်လည်းငွေစလိုလိမ့်မည်ဗန္ဓုလအတွက်တကြားလဲဝယ်ရလိမ့်မည်အခြားဝယ်များမှာတကြားစားလျင်ဝါရသည်ဆိုသောအကြောင်းပြချက်ဖြင့်တကြားစားခွင့်မရကြထို့ပြင်လက်နက်ကရိယာများထင်းများကြိုးများတန်ချောင်းများတန်တိုမေနစသည်များနောက်ထပ်ဝယ်ဖို့အတွက်လည်းငွေစလိုလိမ့်အောင်မည်ထို့ကြောင့်ကောက်ရိုးပုံကြီးတစ်ပုံကိုလည်းရောင်းလိုက်ရသည်နောက်ထပ်နှမ်းများကိုလည်းရောင်းလိုက်ရသည်ကြက်ဥများကိုလည်းတနင်္ဂနွေတစ်ပတ်လျင်လုံးရီ600အထိတိုး၍ရောင်းရသဖြင့်ကြက်မများမှာကြက်ကလေးမဖောက်ရသောကြောင့်ကြက်ကလေးအရေအတွက်ရော့မသွားဖို့ပင်ခဲရင်းလျက်ရှိသည်အစာဝေရ၌လည်းပထမလျှော့၍ဝေပြီးသားကိုပင်နောက်ထပ်လျှော့၍ဝေပြန်သည်နွားချံစိတ်ချံသိုးချံများ၌ထွင်းနေကြမိခွက်များကိုလည်းရေနံစီအကုန်တက်တာစေခြင်းငှာမထွင်းရဟုအမိန့်ထုတ်ထားသည်တို့ရာတွင်ဝက်များမှာစီးစိမ်မပြတ်ကြအမှန်မှာဝက်များသည်ရခင်ကထက်ပင်ပို၍စူဖြိုးနေကြသည်တညက်နေတွင်တိရစ္ဆာန်များသည်အလွန်တည်ယိုစရာကောင်းသောအနံ့တစ်ခုကိုရကြသည်ထိုအနံ့မှာအရက်ချက်ရန်ကောင်းညင်းပေါင်းသောအနံ့ဖြစ်သည်တိရစ္ဆာန်များသည်သူတို့ကိုကျွေးလိုကျွေးညာကောင်းညင်းပေါင်းနှံ့ကိုနှာခေါင်းတစ်ပွားပွားနှင့်အနံ့ခံကနေကြသည်တို့ရာတွင်ကောင်းညင်းပေါင်းကိုမစားကြရရုံမျှမကနောက်တနင်္ဂနွေနေ့ကြာသောအခါကောင်းညင်းစပါးရှိသမျှကိုဝက်များအတွက်တီးသန့်ထားရမည်ဟုပင်အမိန့်ထုတ်ပြန်သည်ရခင်ကမျက်ချံလုပ်ဖို့မြေခွက်ကိုလည်းကောင်းညင်းကျဲလိုက်ပြီထိုခိုက်တွင်ဝက်များမှာနေ့စဉ်အုံမုတ်ခွက်နှင့်တစ်ခွက်ကြအရက်ဝေစုရကြကြောင်းဗန္ဓုလကိုယ်တိုင်မှာမြူအိုးနှင့်တဝက်စာခန့်ရကြောင်းတောက်သည့်အခါတွင်ဖန်ချိုင်းနှင့်ထည့်၍တောက်ကြောင်းနှင့်သတင်းဖြစ်ပေါ်လာသည်တို့ရာတွင်တိရစ္ဆာန်များမှာရခင်ကထက်အခြေအနေဂုဏ်မြင့်လာသဖြင့်စားရတောက်ရစိတ်ဆင်းရဲရတော့လဲစိတ်ဖြေနိုင်ကြသည်ပွဲလန်းသပင်လည်းရခင်ကားထက်များလာသည်ဟောပြောပွဲများလည်းရခင်ကားထက်ပေါ်လာသည်စီတန်းလှည့်လည်ခြင်းများလည်းရခင်ကားထက်တိုးလာသည်ထို့နောက်တနင်္ဂနွေတစ်ပတ်လျင်တစ်ကြိမ်ကြစေတနာအင်အားပြပွဲကျင်းပရမည်ဟုဗန္ဓုလကအမိန့်ထုတ်ပြန်သည်ထိုအင်အားပြပွဲကျင်းပခြင်း၏ရည်ရွယ်ချက်မှာခြေလေးချောင်းကွင်းဖြစ်ပေါ်လာစေရန်ကြိုးပမ်းခဲ့မှုများခြေလေးချောင်းကွင်း၏အောင်မြင်မှုများကိုပေါ်လွင်ထင်ရှားစေရန်ဖြစ်သည်စေတနာအင်အားပြပွဲကျင်းပသည့်အခါတွင်တိရစ္ဆာန်တို့သည်ချိန်ဆထားသောအချိန်တွင်မိမိတို့နေရာချမ်းမှစစ်ချီတဲ့ကဲ့သို့စီတန်းထွက်လာကြရသည်ဝက်များကရှေ့ဆုံးကနေကြသည်သူတို့နောက်မှမြင်းများနောက်မှနွားများနောက်မှသိုးများစိတ်များသိုးများစိတ်များနောက်မှကြက်များဘဲများကအစဉ်အတိုင်းလိုက်ကြရသည်
ဂျိုကားနှင့်ခွာပြူတို့ကရဲဘော်ဗန္ဓုလတက်တော်ရကျော်ရှေးပါစေသောဟူသောကပီးထိုးထားသည့်ဂျိုနှင့်ခွာအလံကြီးကိုတစ်ဖက်တစ်ချက်ကင်၍လိုက်ကြသည်အင်အားပြပွဲပြီးသောအခါဗန္ဓုလ၏ဘုံတော်ပွဲကိုတီဆိုကြသည်ထို့နောက်တန်ချောင်းကခြေလေးချောင်းကွင်းတွင်ကောက်ပဲသီးနှံရခင်ကားထက်ပို၍ထွက်သည့်အကြောင်းကိုစရင်အင်းများပြကာတရားဟောသည်ရန်ဖန်ရန်ခါလဲတနတ်ဖောက်သည်စေတနာအင်အားပြပွဲကိုသူများကသဘောအကျဆုံးဖြစ်သည်ဝက်များခွေးများမမြင်ကွယ်ရာကြလျင်အချို့တိရစ္ဆာန်တို့ကအင်အားပြပွဲလှုပ်ခြင်းမှာနေပူကျဲကျဲကြီးတိုင်းအလကားမတ်တက်ရက်၍နေရခြင်းနှင့်အချိန်ဖြုံးခြင်းသာဖြစ်သည်ဟုပြောကြသည့်အခါတွင်သူများကခြေလေးချောင်းကောင်းတယ်ခြေနှစ်ချောင်းမကောင်းဘူးဟုစူညံစွာအော်၍ပစ်ကြသည်တို့ရာတွင်မြည်သူကမြည်ကဲ့သို့ပြောကြသည်ဖြစ်စေကမူတိရစ္ဆာန်တို့သည်အင်အားပြပွဲကျင်းပရခြင်းကိုသဘောအကျကြီးကြကြသည်အဘဲကြောင့်ဆိုသောထို့သို့အင်အားပြပွဲကျင်းပရခြင်းဖြင့်မိမိတို့သည်သခင်မရှိသူများဖြစ်ပြီးလျင်မိမိတို့အလုံးလုံးကြရသည်မှာသူတစ်ပါးအကျိုးအတွက်မဟုတ်ဘဲမိမိတို့အကျိုးအတွက်လောက်ရခြင်းသာဖြစ်သည်ကိုထင်ရှားစေသောကြောင့်ဖြစ်သည်ဤနည်းဖြင့်တိရစ္ဆာန်တို့မှာပွဲလန်းသပင်ကြည့်ရှုရခြင်းစီတန်းလှည့်လည်ရခြင်းတန်ကြောင်ဤစရင်အင်းများကိုကြားနာရခြင်းတနတ်ဖောက်တံကြားရခြင်းဗန္ဓုလ၏ရှေ့တော်ပြေကြက်ဖနက်ကလေးတွင်တန်ကြားရခြင်းအလံဝင့်ရခြင်းကြွေးကြော်တန်အော်ရခြင်းတို့ဖြင့်အချိန်မအားလတ်နိုင်ကြသောကြောင့်မိမိတို့မှာဝမ်းဟောင်းလောင်ဖြစ်နေကြသည့်အဖြစ်ကိုသတိမရကြတကူလာတွင်ခြေလေးချောင်းကွင်းကိုလွတ်လပ်သောသမရနိုင်ငံအဖြစ်ကြေညာသည်ထိုအခါသမရတင်မြောက်ဖို့လိုလာသည်သမရအရွေးခံမိခြေလေးချောင်းမှာဗန္ဓုလတကောင်နှင့်ရှိသည်တိရစ္ဆာန်တို့သည်ဗန္ဓုလကိုတညီတညွတ်တီသမရမြောက်ကြသည်ဗန္ဓုလသမရဖြစ်သည့်နေ့တွင်ဘောပြူသည်ဥတာခေါင်နှင့်ပေါင်း၍ခြေလေးချောင်းကွင်းကိုကြံနေသည့်အကြောင်းအကျယ်တဝင်းဖော်ပြသောစာတမ်းတစ်ခုကိုတွေ့ရပြန်သည်ထိုစာတမ်းအရဆိုလျင်ဘောပြူသည်နွားတင်းကုတ်တိုက်ပွဲ၌တိရစ္ဆာန်များအရေးရှုံးနေစေရန်ပရိယေဖြင့်ကြံယုံတာမဟုတ်ဥတာခေါင်ဘက်မှအထင်အရှားဝင်၍ပါနေသည်စင်စစ်ဆိုသောဘောပြူသည်လူသားလက်နက်ကင်တက်တို့၏ဗိုလ်ချုပ်ကြီးပင်ဖြစ်ပြီးလျင်သူ့ပါဇက်ကခြေလေးချောင်းမှန်လျင်အကုန်သက်လူသားတို့ကအောင်ရမည်ဟုကြွေးကြော်ကာရှေ့မှနေ၍တိုက်ခဲ့သည်ဘောပြူ၏ကြောတွင်ဒဏ်ရာရသည်မှာလည်းဥတာခေါင်၏တနတ်ကြည်စံထိ၍မဟုတ်ဗန္ဓုလကကိုက်လိုက်၍သာဖြစ်သည်တော်ကြီးကငါဩသည်3-4နှစ်လောက်ပျောက်နေပြီးမှຫນွေခေါင်ခေါင်ကြီးတွင်ခြေလေးချောင်းကွင်းသို့ပြန်၍ပေါ်လာသည်ငါဩသည်ရခင်ကားကဲ့သို့ပင်ပုံပန်းမပြတ်အလုံလည်းမလုံတကားတောင်အကြောင်းကိုလည်းပျော်မြက်ဆက်ပြောသည်ငါဩသည်တိုင်ငုတ်ပေါ်တွင်နား၍အတောင်နှစ်ဖက်ကိုခတ်ပြီးလျင်နှုတ်သီးကိုကောင်းကင်သို့ချိန်၍သူစကားကိုနားထောင်လိုသောတိရစ္ဆာန်များအား2 နာရီ3 နာရီမယမနာတရားဟောသည်မှာရဲဘော်တို့ကြည့်ကြလော့ဟိုတိမ်ပုတ်အထက်နားတွင်တကားတောင်ရှိသည်တကားတောင်သည်ကငါတို့တိရစ္ဆာန်များ၏ဘေးဒုက္ခအပေါင်းတို့ထာဝရငြိမ်းရာကုံရာအေးမြသောတောင်ကမ်းပင်သည်ဟူ၍ဖြစ်သည်ငါဩကတကားတောင်သို့သူကိုယ်တိုင်ပင်တခါရောက်ဖူးကြောင်းတကားတောင်တွင်နှမ်းဖက်ပဲပြောင်းစသည်တို့အလွန်ပေါ်ကြောင်းတစ်ပင်ခြုံရွယ်တို့တွင်နှမ်းဖက်ပဲပြောင်းစသည်တို့သည်မဆိုင်ပြိုးရဘဲ12ရာသည်အလေးပေါက်တီးလျက်ရှိကြောင်းကိုစီကာပတ်ကုံပြောပြရာအချို့သောတိရစ္ဆာန်တို့ကယုံကြည်ကြသည်ဤလောကကြီး၌နေရသည်မှာအလုတ်လဲမအားအောင်လုပ်ရအစာလဲဝအောင်မစားရဒုက္ခအင်မတန်ကြီးပြီရာကဆင်းရဲရှိလျင်ချမ်းသာရှိရမည်ဖြစ်သည့်အတိုင်းတကားတောင်ကဲ့သို့ချမ်းသာသောနေရာတစ်ခုရှိရမည်မှာမုတ်ချဖြစ်သည်ဟုလည်းငါဩကဟောသည်ငါဩသည်ထိုကဲ့သို့ဖောက်ပြန်ရေးတရားကိုအမြဲဟောနေပါလျက်နှင့်ဝတ်တို့သည်ခြေလေးချောင်းကွန်း၌ငါဩကိုမြည်သည့်အတွက်လက်ခံထားသည်ဟုမပြောတတ်အောင်ရှိသည်ငါဩသည်ဖောက်ပြန်ရေးတရားများကိုသာတွင်တွင်ဟောနေသည်မဟုတ်အလုံးလဲဘာမှမလုပ်တနေ့ကိုအရက်တမုတ်လောက်လဲမှန်မှန်တောက်လျက်နေသည်
ဂျိုကားသည်သူ့တန်ရာပြောက်သည့်နှင့်တပြိုင်နက်ရခင်ကားထက်စားတဲ့တဘိုးတိုး၍အလုလုပ်သည်စင်စစ်အားဖြင့်ထိုနှစ်တွင်အားလုံးသောတိရစ္ဆာန်တို့သည်မခုံမကက်အလုကြိုးစား၍လုပ်ကြသည်တိရစ္ဆာန်တို့မှမိမိတို့လုံမြဲအလုံများအပြင်ဓာမီဆက်ကိုလည်းပြန်၍တည်ရသည်ဝက်ကလေးများအတွက်ကြောင်းကိုလည်းစောက်ကြရသည်အစာကိုဝအောင်မစားရသည့်အပေါ်တွင်အလုတ်ကိုအချိန်ပို၍လုပ်ကြရသောအခါတိရစ္ဆာန်များမှာမခံမရက်နိုင်လောက်အောင်ရှိကြသည်တို့ရာတွင်ဂျိုကားသည်ညည်းညူခုကပ်ခြင်းမရှိသူပြောသံကြားရခြင်းသူလှုပ်တာမြင်ရခြင်းအပြင်ဂျိုကား၌အင်အားဆုံးယုတ်သည့်လက္ခဏာကိုမတွေ့ရတို့ရာတွင်သူ့ယုံမှာအိုရုပ်အနှဲငယ်ပေါ်၍လာပြီသူ့အသားရည်များမှာရခင်ကားလောက်ပြေဖြိုးပြောင်းလဲခြင်းမရှိတင်မာယိုးများလည်းပေါ်စပြုတ်လာပြီမိုးဦးကြမျက်နှာတွေထလာလျင်ဂျိုကားကြီးဝလာမှာပဲဟုအချို့တိရစ္ဆာန်များကပြောကြသည်တို့ရာတွင်မိုးဦးကြပြီးလဲဂျိုကားမှာဝဖြိုးလာခြင်းမရှိကပယံမှကြောက်တုံးကြီးများကိုအောက်သို့လိမ့်ကြမသွားစေခြင်းကဂျိုကားကနံပါးဖြင့်ဖေး၍ထားပြန်မှလျင်လဲဂျိုကားမှာစိတ်သာပါ၍ကိုမပါတော့ကြောင်းကိုသိသာသည်ပင်ပန်းလှုပ်ရသည့်အခါတွင်လည်းဂျိုကားမှာငါပူပြီးကြိုးစားမယ်ဟုအတန်ထွက်အောင်မပြောနိုင်တော့ဘဲနှုတ်ခမ်းလှုပ်ယုံသာလှုပ်နိုင်တော့သည်ခွာပြိုးနှင့်မဟော်တို့ကဂျိုကားအားကျမ်းမာအောင်တတိထားဖို့ပြောကြပြန်တော့လဲဂျိုကားသည်သူတို့နှစ်ကောင်၏စကားကိုမနာယူဂျိုကားစိတ်ထဲ၌သူအသက်ကြီး၍ပင်စင်မယူခင်ကြောက်တုံးများကိုစုပုံပေးခဲ့ရလျင်တော်ပြီဒီပြင်ဘာဖြစ်ဖြစ်ဟုသဘောထားသည်နွေရာသီတနေသောညနေခင်းတွင်ဂျိုကားအတွက်စိုးရိမ်စရာသတင်းထွက်ပေါ်လာသည်ထိုသတင်းမှာသတင်းမှန်ဖြစ်၍နေသည်ဂျိုကားသည်ဓာမီဆက်အတွက်ကြောက်တုံးများသွား၍တည်နေစဉ်အားပြက်၍လဲသွားသည်ထိုအကြောင်းကိုခိုးနှကောင်ကအမြန်ပြန်လာပြီးတိရစ္ဆာန်များကိုပြောပြသည်ဂျိုကားမှာလဲသည့်နေရာတွင်တုံးလုံးကြီးဖြစ်၍နေသည်ထိုသတင်းကိုကြားရသောအခါတိရစ္ဆာန်ထက်ဝက်ကျော်လောက်ဂျိုကားရှိရာသို့ပြေး၍ကြည့်ကြသည်ဂျိုကားမှာထမ်းပိုးယုံရင်စင်ကြီးလဲ၍နေသည်ခေါင်းလည်းမထောင်နိုင်မျက်စိများလည်းပြားနေသည်ချွေးတွေလည်းရွှဲ၍နေသည်ပါးစပ်ထဲမှလည်းသွေးများထွက်နေသည်ထိုအခါခွာပြူသည်ဂျိုကားနာသို့ဝစ်ပြီးလျင်ဂျိုကားရေဘာဖြစ်တယ်လဲဘယ်လိုနေသလဲဟုမေးသည်ဂျိုကားကကိစ္စမရှိပါဘူးငါအမောလွန်သွားလို့ဖြစ်တာပါအခုတော့ဓာမီဆက်အတွက်ကြောက်တုံးတွေတော်တော်များများစုမိပြီးလို့ငါမရှိလဲကိစ္စမရှိတော့ဘူးထင်ပါရဲ့ခွာပြူရေအမှန်ပြောရမယ်ဆိုရင်ငါလဲနောက်တစ်လလောက်ကြာရင်ပင်စင်ယူတော့မှာပဲမဟော်တကောင်လဲငါလိုပဲအသက်ကြီးပြီသူလဲငါနဲ့အတူတူပဲပင်စင်ယူလိုက်မယ်ထင်တယ်ငါနဲ့တော့အဖော်ရမှာပဲဟုပြောသည်ခွာပြူကဟဲ့လာကြစမ်းပါဟဲ့တန်ချောင်ကိုအကျိုးအကြောင်းသွားပြောကြစမ်းပါဟုဆိုသည်ခွာပြူ၏စကားကိုကြားသောအခါတိရစ္ဆာန်များသည်အကုန်လုံးပြေး၍တန်ချောင်ကိုသွားပြောကြသည်ဂျိုကားအနား၌ခွာပြူနှင့်မဟော်နှစ်ကောင်သာကြံရစ်သည်မဟော်ကဘာစကားမှမပြောဘဲဂျိုကား၏အပါတွင်ဝစ်၍ဂျိုကားအားသူ့အမီးနှင့်ရင်များကိုခြောက်ပေသည်15မိနစ်ခန့်ကြာသောအခါတန်ချောင်သည်စိုးရိမ်ပူပန်သောမျက်နှာနှင့်ပေါက်၍လာသည်တန်ချောင်ကရဲဘော်ဗန်ဒူလာဟာဂျိုကားခုလိုဖြစ်သည့်သတင်းကိုကြားရလို့အင်မတန်စိတ်မချမ်းသာဖြစ်ပါတယ်ဂျိုကားလိုအလုတ်ကိုစူးစမ်းပြီးလုပ်တဲ့တိရစ္ဆာန်အလုတ်သမားဟာလည်းရှာမှရှားတယ်လို့လည်းပြောပါတယ်ဒါကြောင့်ဂျိုကားကိုရွာတစ်ကြီးစေးရုံကိုပို့ဖို့လဲစီမံပြီးပါပြီဟုပြောသည်ဂျိုကားအားလူသားတို့၏စေးရုံသို့ပို့မည်အကြောင်းကိုကြားကြရသောအခါတိရစ္ဆာန်များစိတ်မကောင်းကြမဲတီနှင့်ဘောပြူနှကောင်ကလွဲ၍ဘယ်တိရစ္ဆာန်များခြေလေးချောင်းကွင်းကခွာမသွားဘူးကြသဖြင့်ယခုဂျိုကားအားစေးကူရန်အလို့ငါ
လူသားတို့ဆေးရုံပို့မီဆိုခြင်းကိုဘယ်တရိတ်ဆန်များသဘောမကျကြထိုအကြောင်းကိုတန်ချောင်ကသိသဖြင့်တရိတ်ဆန်များအားစိတ်မပူဖို့ပြောပြီးလျင်ဂျိုကားကိုကိုဟာကိုကူခြင်းထက်ရွာတကြီးဆေးရုံသို့ပို့ခြင်းကကောင်းကြောင်ပြောပြသဖြင့်တရိတ်ဆန်တို့ကျေနပ်ကြသည်နိုင်ဝက်လောက်ကြာသောအခါဂျိုကားမှာအနှဲငယ်တက်တာလာသဖြင့်ကြိုးစားကသူ့နေရာသို့သူရိုင်းတိုင်တိုင်နှင့်သွားသည်ခွာပြူနှင့်မဟော်တို့ကဂျိုကားအိမ်ရန်ကောက်ရိုးများခင်းပေးကြသည်ဂျိုကားသည်နောက်2ရက်တွင်သူ့ခြံထဲမှပင်နေသည်ဝက်များကဥတာခေါင်၏အိမ်ကန်းတွင်းမှတွေ့သောဆေးနီမုံပလင်းတစ်လုံးကိုယူ၍ဂျိုကားထံသို့ပို့လိုက်သည်ခွာပြူကထိုဆေးကိုဂျိုကားအားအစာစားအပြီးတွင်တစ်နေ့2ကြိမ်တိုက်သည်ညနေတွင်ခွာပြူကဂျိုကားအနားသို့လာ၍စကားစမည်ပြောကာနေသည်မဟော်ကသူ့အမီးနှင့်ရင်ကောင်များကိုခြောက်၍ပေးသည်ဂျိုကားကသူအားပြက်၍မကျန်းမမာဖြစ်ရခြင်းအတွက်ဝမ်းမနေကြောင်ပြောပြီးလျင်အကယ်၍သူပြန်ပြီးကျန်းမာလာမည်ဆိုလျင်နောက်3နှစ်လောက်နေရလေဦးမည်ဖြစ်၍ပင်စင်ယူကာတီးတန့်ထားသောမြက်ခင်း၌အေးချမ်းစွာနေဖို့အာတိတရှိကြောင်းကိုလည်းပြောပြသည်အကယ်၍ဂျိုကားသည်ကျမ်းမာ၍ပင်စင်ယူကာအေးသာသာနေရပါမည်ဆိုလျင်သူ့တသက်တွင်ပထမဆုံးအနားယူခြင်းဖြစ်သဖြင့်စာပေကိုကောင်းစွာလေ့လာလိုသောဆန္ဒရှိသည်ငါမသေးခင်အတွင်းတင်ပုံကြီးကုန်အောင်တင်သွားခြင်းသေးတယ်ဟုလည်းဂျိုကားကပြောသည်ခွာပြူနှင့်မဟော်တို့မှာနေခင်းတွင်အလုံးလုံးနေကြရသဖြင့်ညနေမှသာဂျိုကားအနား၌ရှိကြသည်တနေ့မွန်းတဲ့အချိန်တွင်တရိတ်ဆန်များသည်ဝက်များ၏အစီအမံကိုခံ၍အလုံးလုံးနေကြစဉ်ဂျိုကားကိုရွာတကြီးဆေးရုံသို့တင်သွားရန်ဘေးကအလုံကာထားသောမော်တော်ကားကြီးတစ်စီးရောက်လာသည်ထိုအခိုက်တွင်မဟော်သည်တန်ကုန်ဟစ်၍အော်ပြီးလျင်ခွာဆုံပေါက်၍တရိတ်ဆန်များအလုံးလုံးနေရာသို့ပြေးလာသည်မဟော်သည်ဘယ်တော့မှကြေလောင်စွာလည်းမအော်ခွာဆုံပေါက်၍လည်းမပြေးဘူးသဖြင့်တရိတ်ဆန်များမှာအံ့အားသင့်၍နေကြသည်မဟော်ကရဲဘော်တို့မြန်လာကြဂျိုကားကိုခေါ်သွားတော့မလို့မြန်လာကြဟုပြောသည်တရိတ်ဆန်များလည်းမဟော်ခေါ်တန်ကြားသည်နှင့်တပြိုင်နက်ဝတ်တို့ထံမှအခွင့်မတောင်းပဲအလုတ်ခွင်ကထွက်၍ဝတ်တို့နေသောအိမ်ဘက်စီသို့အတင်းပြေး၍သွားကြသည်ရောက်သောအခါမဟော်ပြောသည့်အတိုင်းဂျိုကားကိုတင်၍ခေါ်သွားဖို့ဘေးကအလုံးပိတ်ထားသောမော်တော်ကားကြီးကိုတွေ့ကြသည်ဂျိုကားလည်းသူ့ခြံထဲမှာမရှိတော့တရိတ်ဆန်တို့သည်မော်တော်ကားကြီးဘေးကဝိုင်း၍ဂျိုကားသွားပြီတော့ဟုနှုတ်ဆက်ကြသည်ထိုခိုက်တွင်မဟော်သည်မော်တော်ကားကြီးကိုအသေးချာကြည့်၍မြေကြီးကိုခွာနှဲပေါက်ပြီးလျင်မော်တော်ကားဘေးကစာကိုတေးချာဖတ်ကြစမ်းမအောင်ဟုပြောသည်ထိုအခါတရိတ်ဆန်တို့သည်ညံ၍သွားပြီးလျင်စာကိုဖတ်ကြသည်မုတ်စိတ်ကစလုံးများကိုတလုံးချင်းပေါင်း၍ဖတ်နေသောအခါမဟော်ကတွန်း၍ပြစ်ပြီးလျင်ရွာတစ်ကြီးတားသက်ကုမ္ပဏီတရေနှင့်အမဲယိုးရောင်းသူများဟုရေးထားသောစာကိုတရိတ်ဆန်များအားဖတ်ပြသည်တရိတ်ဆန်များလည်းဟာဒီခါဖြင့်အကျိုးနည်းကုန်ပြီဟုအော်ကြသည်ထိုအခါတွင်မော်တော်ကားကြီးလည်းဆက်နှိုး၍ထွက်သွားသည်တရိတ်ဆန်တို့သည်မော်တော်ကားကြီးနောက်ဝိုင်း၍လိုက်ကြသည်ခွာပြူကရှေ့ဆုံးကပြေး၍လိုက်ပြီးလျင်ဂျိုကားဟေ့ဂျိုကားခုံချဟုအတန်ကုန်ဟစ်၍ပြောသည်ဂျိုကားလည်းခွာပြူ၏အော်တန်ကိုကြားသည့်ဟန်ဖြင့်နောက်ဖက်ပြတင်းပေါက်ကလေးမှခေါင်းပြူ၍ကြည့်သည်တရိတ်ဆန်တို့ကလည်းဂျိုကားခုံချဟုတန်မြိုင်ဝိုင်း၍အော်ကြသည်မော်တော်ကားလည်းအရှိန်ပြင်း၍လာပြီဂျိုကားသည်တရိတ်ဆန်များအော်ပြောသည်ကိုတဲကွဲစွာကြားပါလေစာထို့နောက်မော်တော်ကားအတွင်းမှပြုံတိုင်းအတန်ကြားရသည်ဂျိုကားသည်မော်တော်ကားနရံကိုခွာနှင့်ပေါက်ဂျိုနှင့်ဝှေ့၍နေသည်ဂျိုကားသည်ရခင်ကားကဲ့သို့သာကျမ်းမာပြိုရွယ်သည်ဖြစ်ပါမူမော်တော်ကားနရံများမှာကျွေမွ၍သွားရသည်
တို့ရာတွင်ဂျိုကားမှာအသက်ကလည်းကြီးမာကလည်းမမာသဖြင့်လွတ်ရန်ကြိုးစားတော်လဲအချင်းနှီးသာဖြစ်သည်နောက်ဆုံးတွင်ဂျိုကားမှာအားပြက်၍မော်တော်ကားထဲ၌လဲကျသွားသည်တိရစ္ဆာန်တို့သည်အားမလျှော့ကြသေးပဲမော်တော်ကားနောက်ကပြေး၍လိုက်ကြသည်တို့ရာတွင်မော်တော်ကားအရှိန်ပြင်းလာသောအခါကြံရစ်ခဲ့ကြသည်ထိုအခါသည်တိရစ္ဆာန်တို့ကဂျိုကားကိုနောက်ဆုံးမြင်ကြရသောအခါသည်နောက်3ရက်ကြာသောအခါတန်ကြောင်ကတိရစ္ဆာန်များအားဂျိုကားကိုဆရာကောင်းသမားကောင်းများနှင့်ကုပါတယ်ဒါပေမဲ့ဘယ်လိုမှကု၍မရဘဲယခုဂျိုကားဟာရွာတကြီးဆေးရုံမှာအနှိမ့်စာရောက်ရှာလေပြီဂျိုကားတည်သည့်အချိန်တွင်ငါကိုယ်တိုင်သူ့အနားမှာရှိပါတယ်ဟုပြောပြသည်ထို့နောက်တန်ကြောင်ကဆက်၍ဂျိုကားတေကန်ဤမှားသွားတဲ့စကားများဟာအင်မတန်ကြေကွဲစရာကောင်းပါတယ်ငါလည်းသူ့အသက်ထွက်တဲ့အချိန်ထိသူ့နားမှာရှိပါတယ်ဂျိုကားကဓာမီဆန်မပြီးခင်သူသေးရတဲ့အတွက်ပဲဝမ်းနေပါတယ်တဲ့ပြီးတော့ကြံရစ်ခဲ့တဲ့ရဲဘော်များကိုလည်းခြေလေးချောင်းတော်လန်ရေးကြီးရဲ့မျက်နှာကိုထောက်ပြီးအဆဆရာရာစူးစမ်းလုပ်ကြဖို့ပြောလိုက်ပါတယ်ပြီးတော့သူ့ပါဇက်ကမပြောနိုင်နဲ့ပြောသွားပါသေးတယ်ခြေလေးချောင်းကွင်းဟာလည်းကဘာအတွန့်ရှည်ပါစေတဲ့ရဲဘော်ဗန်နူလာလည်းတက်တော်ရာကျော်ရှည်ပါစေတဲ့ပြီးတော့နောက်ဆုံးပြောသွားတဲ့စကားကတော့ဗန်ဒူလာဟာမမားနိုင်တဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတဲ့စကားပါပဲဟုပြောပြီးလျင်မျက်ရည်များကိုရှေ့လက်ဖြင့်တုပ်ကနေသည်ထို့နောက်တန်ကြောင်သည်မျက်နှာထားပြောင်း၍ခဏစကားမပြောဘဲနေပြီးမယုံသင်္ကာရှိသည့်ဟန်ဖြင့်ဟိုဒီစူးစိုက်ကြည့်သည်ပြီးမှဟိုနေ့ကဂျိုကားကိုခေါ်သွားတော့ကတချို့ချီလေးချောင်းတွေကဂျိုကားကိုတားတက်ကုမ္ပဏီကမော်တော်ကားနဲ့တက်ဖို့ခေါ်သွားတယ်လေဘာလေးနဲ့ပြောကြတယ်ဒီစကားဟာတက်မဲ့လောက်ကြံပြီးပြောတဲ့စကားပါချီလေးချောင်းထဲမှာဒီလိုရုပ်မာပြောတတ်မဲ့အကောင်မရှိဘူးလို့ထင်မိတယ်လက်စတက်တော့တို့ချီလေးချောင်းထဲမှာလဲလူသားတွေလိုရုပ်မာတဲ့အကောင်တွေရှိတာကိုတကယ်ဆိုရင်ဒီလိုပြောချင်အောင်တော့ဒိုကောင်းဆောင်ကြီးရဲဘော်ဗန်နူလာရဲ့မျက်နှာကိုထောက်ဖို့ကောင်းတယ်ဂျိုကားကိုတင်သွားတဲ့မော်တော်ကားကြီးဘေးကတားတက်ကုမ္ပဏီဆိုတဲ့စာပါတာတခြားကြောင်မဟုတ်ဘူးဒီမော်တော်ကားဟာအစတုန်းကတော့တားတက်ကုမ္ပဏီပိုင်တဲ့မော်တော်ကားပါပဲနောက်ကိုဆေးရုံကိုလှူလိုက်တော့အရင်ကတားတက်ကုမ္ပဏီဆိုတဲ့စာကိုမဖြတ်ရသေးလို့တားတက်ကုမ္ပဏီကကားလို့ထင်စရာဖြစ်နေတာပါတကယ်ဆိုတော့ဆေးရုံကားပါ။ကိုင်းရဲဘော်တို့ရှင်းမိမဟုတ်လားဟုဒေါနဲ့မောနဲ့ပြောပြသည်။တရိတ်ဆန်တို့လည်းတန်ချောင်၏စကားကိုကြားရသဖြင့်စိတ်သက်သာရာရကြသည်။ထို့နောက်တန်ချောင်ကဂျိုကားတေကန်ဤဆေးရုံသို့သူရောက်သွားပုံဂျိုကားကိုဆရာဝန်နှင့်ဆရာမများကယူရပြုစုကုသကြပုံဇေယိစကားကိုပမာဏမထားပဲအဖိုးထိုက်အဖိုးတန်ဆေးများဖြင့်ဂျိုကားကိုကုစေဖို့ဗန်ဒူလာကစီမံပုံများကိုကွက်ကွင်းမြင်လာအောင်ထပ်၍ပြောပြသောအခါတရိတ်ဆန်တို့၏စိတ်ထဲတွင်အော်ဒီလောက်တောင်ဂယုတစိုက်ကုလို့မှမရတော့လဲဘယ်တက်နိုင်တော့မလဲသူ့ကံပေါ်ဟုအောက်မေကအပူသိမ်းကြရသည်နောက်တနင်္ဂနွေမနက်အစည်းအဝေးတွင်ဗန်ဒူလိုက်ကိုယ်တိုင်လာပြီးလျင်ဂျိုကားကိုချီကျူစကားပြောသည်မှာရဲဘော်တို့တွားလေသူတင်တို့၏ရဲဘော်ဂျိုကား၏ရုပ်အလောင်းကိုခြေလေးချောင်းကွင်းသို့ယူ၍မတကြိုနိုင်သဖြင့်ငါအင်မတန်ဝမ်းနေပါလေသို့တော့သူတည်တဲ့နေရာမှာပဲတိုက်မြိုက်တကြိုနိုင်အောင်လို့ဒိုကွင်းကထွက်တဲ့ပန်းများဖြင့်မွဲမှန်အပ်တဲ့လွမ်းသူပန်းခွေကိုလည်းငါကိုယ်တိုင်ကြက်မှတ်ပြီးအပို့လွှတ်လိုက်ပါတယ်ပြီးတော့နောက်2ရက်3ရက်နေရင်ဂျိုကားကိုဂုံပြူရန်အတွက်ဝက်များကထမင်းစားပွဲကြီးကျင်းပပါလိမ့်မယ်နောက်ဆုံးပိတ်ရဲဘော်တို့ကိုမှာချင်တာကတော့ဂျိုကားရဲ့လက်သုံးကြွေးကြော်သံ2ခုကိုမမေ့ကြဖို့ပါပဲဂျိုကားရဲ့ကြွေးကြော်သံ2ခုဟာငါအလုတ်ပူစူးစမ်းမယ်ဆိုတာနဲ့ရဲဘော်ဗန်နူလာကဘယ်တော့မှမမှားဘူးဆိုတာပါပဲအဲ့ဒါကိုရဲဘော်တို့မမေ့ကြပါနဲ့ဟုပြောသည်ဝက်များသည်ထမင်းစားပွဲကြီးကျင်းပမည့်နေ့တွင်ရွာတစ်ကြီးကုံစုံဆိုင်မှအထဲတွင်ပလင်းများပါသောထင်းရှူတစ်တာကြီးတစ်လုံးရောက်လာသည်
ထိုညတွင်ဝက်များနေသောအိမ်ပေါ်မှဖန်ကွက်တန်တချွင်ချွင်ကြားရပြီးလျင်အော်ကြဟစ်ကြသည့်အတန်သချင်းဆိုကြသည့်အတန်များကိုကြားရသည်တကောင်လောက်ထိအောင်ဖန်ခွက်တန်များမဆဲဖြစ်သည်နောက်နေ့တွင်မွန်းတဲ့ချိန်အထိဝက်များနေသောအိမ်မှမြည်သူမျှအိယာကမထကြထို့နောက်ဝက်များသည်တနည်းနည်းနှင့်ပတ်စံရပြီးအရက်များဝယ်၍တောက်ကြသည်ဟုကောလာဟာလပြောကြသည်